တဲ့ပြောရလို့ရှိရင်တော့ပရမတ်ဆိုတဲ့ယုံနာတရားဆိုတာဒီလိုကြီးကြည့်လို့ရှုလို့မရကောင်းတဲ့တရားကြီးဦးဇင်းကဒါကြောင့်မလို့ပုံမှန်လည်းမပြောပါဘူးသားနဲ့မယားနဲ့စီဝါရှာတဲ့ပုဂ္ဂိုလ်ပရမတ်ယုံနာလုံးဝမမြင်ဘူးဘာဖြစ်လို့လဲဆိုတော့ပရမတ်ကိုအောင်ပြုမဲ့စိတ်ကိုသိခဲ့တော့သိလာတဲ့အခါကျတော့လူတွေမျှော်မှန်းလို့မရတဲ့တရားကြီးပါလားလို့သိသွားတာလူတွေတွေးခေါ်လို့မှန်းဆလို့ဘလို့မှမရောက်နိုင်မတွေ့နိုင်တဲ့အရာကြီးဖြစ်နေတော့လူတွေကိုဦးဇင်းတို့ပြောလို့မရပြောပြန်ရင်လည်းနားမလည်နိုင်နားမဝင်နိုင်ဘူးဘာဖြစ်လို့လဲပရမတ်ကိုအောင်ပြုတဲ့စိတ်ကဌာနီရဲ့ဌာနရဲ့ဒေသရဲ့ကာလရဲ့လော့ဌာနဆိုတာနေရာအခုဓမ္မယုံကြီးကဒါဌာနပေါ့တရားအထုတ်တဲ့ဌာနပေါ့ဌာနီဆိုတာအဲ့ဒီဌာနမှာနေနေတဲ့ပုဂ္ဂိုလ်ကဌာနီအဲ့ဒီဌာနမှာဌာနီနဲ့ဘလောက်နေခဲ့ပြီဆိုဘလောက်ကြာပြီဆိုတဲ့ကာလဌာနီရဲ့ဌာနရဲ့ကာလရဲ့၃မျိုးရှိအဲ့ဒီစိတ်ဒီဌာနီနဲ့ဌာနနဲ့ကာလမှာမလွတ်မြောက်မချင်းဝိပဿနာဆိုတာဘယ်တော့မှမရနိုင်အခုယောဂီတို့တရားထိုင်နေတယ်ထိုင်တဲ့ခန္ဓာထိုင်တဲ့သူကြီးသိမနေဘူးလားထိုင်တဲ့နေရာရောမသိဘူးလားထိုင်တဲ့အချိန်ရောလုံးဝတရားမတွေ့ဘူးအဲ့ဒီစိတ်မျိုးနဲ့ဘယ်တော့မှပရမယုံနာမမြင်ပရမယုံနာဆိုတာအဲ့ဌာနီရဲ့ဌာနရဲ့ကာလရဲ့လွတ်မှာဆိုတော့လူကဘလို့တွေ့နောက်တစ်ခုကဌာနီဌာနကာလမှာဌာနဆိုတဲ့ဝေါဟာရအတိမတ်ပြုဖို့ပညာထိုင်သူဆိုတဲ့အတိမတ်အမှတ်အသားဆိုတာရှိတယ်တင်ညာငါပဲငါထိုင်တာပဲဒီနေရာမှာပဲဆိုတဲ့ဌာနအမှတ်အသားဌာနပညာရာသိင်ရိတ်တာသိင်နမယောပညာတရားထိုင်တာပဲမိမိထိုင်နေတယ်ဆိုတဲ့တရံပညာနမိတ်တင်ညာအမှတ်ပြုတာဗမာလိုပဲမှတ်တယ်ပူတဲ့တင်းနဲ့တောင်းတယ်ထိုင်နေထတယ်ဆိုတဲ့အမှတ်အပြုမှုရဲ့ပညာရှိဘယ်ကာလဘယ်အချိန်ရှိသွားပြီဆိုတော့1 နာရီ2 နာရီမြန်မာလိုသတ်မှတ်တဲ့ဝေါ်ရတာအမှတ်သားပြုမှုတွေရှိတယ်အဲ့ဒီလိုဌာနီရဲ့ဌာနရဲ့ကာလပေါ်မှာအမှတ်သားပြုမှုနဲ့ပညာတွေရှိနေသေး၍သို့မဟုတ်အဲ့ဒီမှာစိတ်ကတောင်းတနေသေး၍ဘယ်တော့မှပရမယုံနာမမြင်ဘူးအဲ့ဒါကိုလူတွေတို့မသိနိုင်တဲ့အရာကိုအဲ့ဒါကိုသွားပြီးတော့အခုပဲထိုင်နေအခုပဲရုပ်တည်နာနေပြောနေတော့ဦးဇင်းတို့မှာမပြောတော့ဒီလောကကြီးကဒါဖုံးလွှမ်းဒီလိုကြီးရှိပါတယ်လို့ပြောဖို့နားလည်းမနေနိုင်တော့မသိနိုင်တော့အဲ့တော့ဦးဇင်းတို့ဒီလိုပဲကြည်နေလေရတယ်ဦးဇင်းပြတဲ့တရားတွေဦးဇင်းပြတဲ့ကျင့်စဉ်တွေဟောရတာတွေကြာလေဘုရားဟောဒေသနာနဲ့တထတဲ့ကြာလေကြာလေဘုရားဟောဒေသနာနဲ့တထတဲ့ကြာပြီးတဲ့ကကိုအပြန်လှန်လေမှန်လေပဲဒါပဲနဲ့အဲ့ဒါကိုမသိနိုင်ပါဘူးသိနိုင်မှုမလွယ်ပါဘူးပရမယုံနာမြင်ပြီဆိုရင်လည်းဦးဇင်းကလက်ဝါးပေါ်ပြည်တန်တဲ့ဗရမ ्या တင်ကြည့်ပြပြီးတကယ်လို့ပိုင်ပိုင်ခြားခြားတိတိခွာခွာစစ်စစ်ဆက်ဆက်မြင်ပါတယ်လို့မြင်ရမယ်ဒါမှမြင်ပါတယ်လို့ပြောထားတယ်အဲ့ဒါကိုအလေးကရုမပြုမိအဲ့ဒီလိုမှမမြင်သေးရင်ငါမမြင်သေးတဲ့ပုဂ္ဂိုလ်လို့မသတ်မှတ်နိုင်ကြဘူးအဲ့လိုမသတ်မှတ်နိုင်ကြဘူးအဲ့ဒါဘာဖြစ်လဲဆိုဦးဇင်းရေးထားတဲ့သောတာပတ္တိမဲ့စာအုပ်ကိုမဖတ်လို့